မိတ်ကောင်းဆွေကောင်းလောကမှာလူတွေပြောလေးရှိကြတယ်အေးမိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်ဆိုတာအတိမပြုကြသို့တော့မိတ်ကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိတ်ကောင်းဆွေကောင်းလဲမိတ်ကောင်းဆွေကောင်းရဲ့အဓိပ္ပာယ်ကိုဖော်ထုတ်တဲ့အခါမှာကြတော့လွဲချော်မှုတွေရှိကောင်းရှိလိမ့်မယ်ပေါ့သို့မဟုတ်မိတ်ကောင်းဆွေကောင်းကိုတရုပ်ဖော်တဲ့အခါမှာမပြည့်မစုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်ပေါ့မိတ်ကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာတော့လူတိုင်းလက်ခံတယ်ဘယ်ပုဂ္ဂိုလ်မျိုးဟာမိတ်ကောင်းဆွေကောင်းလဲဆိုတာကြတော့မသိနိုင်ကြဘူးပေါ့မိတ်ကောင်းဆွေကောင်းလိုအပ်တာဘယ်အတိုင်းအတာအထိလိုအပ်တယ်လဲလို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးပွားရေးအတွက်လည်းမိတ်ကောင်းဆွေကောင်းလိုအပ်တာပဲတန်တရားဝုကလွတ်မြောက်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းပဲမိတ်ကောင်းဆွေကောင်းလိုအပ်တာပဲလောကီရေးကိစ္စဖြစ်ဖြစ်လောကုတ္တရာရေးကိစ္စဖြစ်ဖြစ်မိကောင်းဆွေဟောင်းဟာအမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်မြတ်စွာဘုရားကကြီးပွားတိုးတက်ဖို့အတွက်အင်္ဂါနှစ်ချက်ဖော်ပြထားတာရှိတယ်လောကတန်တရားနှစ်ဖြာကြီးပွားရေးအတွက်နံပါတ်1မိကောင်းဆွေကောင်းရှိရမယ်ဒါကအပြင်ဘက်ကအကြောင်းတရားလို့ခေါ်တယ်external condition အပြင်ဘက်ကအကြောင်းတရားနောက်တစ်ခုကယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်တတ်မှုဆိုတဲ့အကြောင်းတရားလည်းလိုအပ်တယ်အပြင်အကြောင်းတွေကဘလောက်ကောင်းကောင်းယောနိသောမနတိကာရလို့ဆိုတဲ့ internal condition မကောင်းဘူးဆိုလို့ရှိရင်လည်းကြီးပွားတိုးတက်မှုမရနိုင်ဘက်စုံလိုအပ်တယ်လို့မြတ်စွာဘုရားနေရာတိုင်းမှာမြတ်စွာဘုရားအကြောင်းကိုနှစ်ခုဟောလေးရှိပါတယ်သေချာတတိထားခြင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားအတွင်းကအကြောင်းတရားအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှထုတ်လုပ်လို့ရတယ်ဒါအသိသဘာဝကြတယ်ပဲလောကလည်းဒီတိုင်းပဲလေဆိုပါစို့ဘုန်းကြီးတို့တွေနေ့စဉ်စားနေတဲ့အစာအာဟာရပဲချိခန္ဓာကိုယ်ရဲ့ကကျမ်းမာမှုလို့ဆိုတဲ့ကံ့ညောင်ဖြစ်တဲ့ဩဇာလို့ခေါ်ရတဲ့အာဟာရယုတ်ကအခြေအနေကောင်းမှုလို့လေပြင်ဘက်ကစားလိုက်တဲ့အစာထဲမှာပါလာတဲ့ဗဟိတဩဇာအဲ့ဒါကလည်းကောင်းမှုလို့တယ်ဣဇဒဩဇာ internal nutriment ဗဟိတဩဇာ external nutriment အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တယ်နှစ်ခုရှိရတယ်ဒါကြောင့်မို့လို့အပြင်အစားအစာလည်းလိုအပ်တယ်အတွင်းကကျမ်းမာရေးအခြေအနေကောင်းမှုလည်းလိုအပ်တယ်ကျမ်းမာရေးအခြေအနေမကောင်းတဲ့ပုဂ္ဂိုလ်ကိုဘလောက်ဖိကျွေးနေတိုးတက်လာမှာမဟုတ်ဘူးเนาะအေးဒါကြောင့်မို့လို့အတွင်းအပြင်ဆိုတာနေရာတကာမှာလိုအပ်တယ်ဆိုတာအင်မတန်မှလက်တွေ့ကြတယ်မြတ်စွာဘုရားကလည်းဒီတိုင်းဟောတာပဲပြင်ဘက်ကမိတ်ကောင်းဆွေကောင်းရှိရမယ်အတွင်းကကိုယ်တိုင်ကမှန်ကန်တဲ့နှလုံးသွင်းတရားရှိရမယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရတယ်အပြန်အားဖြင့်နားလည်ရမှာကအပြင်ဘက်ကမိတ်ကောင်းဆွေကောင်းမရှိဘူးမကောင်းတဲ့မိတ်ဆွေရှိတယ်ကိုယ်တိုင်ကလည်းယောနိသောမနတိကာရလို့ခေါ်တဲ့မှန်ကန်စွာတွေးတောဆင်ခြင်တတ်မှုမရှိဘူးဆိုလို့ရှိရင်အကျိုးဆိုးရုံလိမ့်မယ်ပေါ့ဒါ
မကောင်းကျိုးတွေကိုဖြစ်ဖို့ရလည်းပဲအခြေခံအဖြစ်ဒီအကြောင်းနှစ်ခုပဲကောင်းကျိုးချမ်းသာတွေရဖို့ဆိုတာလည်းပဲအခြေခံအဖြစ်ဒီအကြောင်းနှစ်ခုအတွင်းနဲ့အပြင်အကြောင်းတရားနှစ်ရပ်ပေါင်းစပ်ပြီးတဲ့အခါကျတော့မှဘုန်းကြီးတို့တွေဟာကောင်းကျိုးဆိုးကျိုးဆိုတာဖြစ်လာတယ်မိစ္ဆာဒိဋ္ဌိဖြစ်မှုတမ္မာဒိဋ္ဌိဖြစ်မှုနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားဒီလိုပဲဟောထားတာရှိတယ်နမူနာယူဖို့ရအတွက်ပို့ပြီးတော့ကြဲပြန့်ပြန့်နားလည်ဖို့အတွက်လူတယောက်အတွေးခေါ်တွေမှားသွားအောင်အယူဆတွေမှားသွားအောင်မှားရင်းနဲ့အတွေးခေါ်တွေရအောင်အကြောင်းဘယ်နှမျိုးရှိတယ်လဲဆို2မျိုးရှိတယ်တဲ့နံပါတ်1ကပရတောဂောတတစ်ဖက်ကဟောပြောပို့ချတဲ့အတန်တွေအတိုင်းအပြင်ဘက်ကအကြောင်းတရားပဲအတွင်းပိုင်းဆိုင်ရာအကြောင်းတရားကအာယောနိသောမနတိကကိုယ်တိုင်ကမှန်မှန်ကန်ကန်ဆင်ခြင်နှလုံးသွင်းမှုမရှိဘူးတဲ့အပြင်ဘက်ကလည်းမမှန်ကန်တဲ့ဟောပြောချက်တွေကိုနားထောင်ရတယ်ကိုယ့်ရဲ့အတွင်းနှလုံးသွင်းမှုကလည်းမှန်ကန်မှုမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိဖြစ်သွားတာပဲဒါမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားအတွင်းအကြောင်းနဲ့အပြင်အကြောင်းထို့တူပဲတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုရရှိဖို့ဆိုတဲ့နေရာမှာလည်းပဲအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုပေါင်းစပ်ထားတာပဲပရတောဂောတမှန်မှန်ကန်ကန်ဟောပြောပို့ချတဲ့တရားဓမ္မအတန်ကိုကြားနာရတာကအပြင်အကြောင်းယောနိသောမနတိကာရအတိညာနဲ့ဆင်ခြင်စဉ်းစားနိုင်မှုကအတွင်းအကြောင်းအဲ့ဒီအကြောင်းနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့တမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်တဲ့အမြင်တစ်ခုရရှိလာနိုင်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ယဟန္တာဖြစ်သွားတာပဲကြည်အောင်သူ့ဘာသူဖြစ်တာမဟုတ်ဘူးရှင်သာရိပုတ္တရာအလောင်းဟာမိကောင်းဆွေကောင်းမရလို့ပင်ကိုအနေထားကအမတန်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲဉာဏ်ဖြစ်လာမှဉာဏ်ထက်တာမဟုတ်ဘူးမွေးကြတဲ့က intelligent ဉာဏ်ပညာထက်တဲ့ပုဂ္ဂိုလ်ပဲသို့တော့ပြင်ဘက်ကအကြောင်းတစ်ခုလိုနေသည့်အတွက်ကြောင့်အမှန်တရားကိုလိုက်ရှာတာအတော်ကြာအောင်အမှန်တရားမတွေ့နိုင်ဘူးကြည့်ဘာကြောင့်လဲအတွင်းအကြောင်းရှိတော်လဲအမှန်တရားအပြင်အကြောင်းတရားကထောက်ပံ့မပေးသေးဘူးရှင်အတ္တဇိနဲ့တွေ့လိုက်တဲ့အခါကျတော့ဗုဒ္ဓဝါဒကိုအချင်းချုပ်လေးရှင်းပြလိုက်တယ်ယေဓမာဟေတုပ္ပဝါတေတံဟေတုံတထာဂတောသဘာဝတရားတွေဟာအကြောင်းကိုအခြေခံဖြစ်တာတဲ့အဲ့ဒီအကြောင်းကိုဖြစ်တဲ့အခြေခံဖြစ်တဲ့တရားတွေကိုလည်းမြတ်စွာဘုရားကဟောတယ်အဲ့ဒီအကြောင်းကိုအခြေခံဖြစ်တဲ့တရားတွေရဲ့အကြောင်းရင်းအစစ်မှန်ကိုလည်းမြတ်စွာဘုရားကဟောတယ်အဲ့ဒီအကြောင်းတရားတွေခြုံငိမ့်သွားလို့ရှိရင်လည်းအကျိုးတရားတွေခြုံငိမ့်သွားတယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောတယ်ခြုံငိမ့်တဲ့နိလန်းတွေကိုလည်းဟောတယ်လို့သစ္စာလေးပါးကိုအချင်းချုပ်လေးပြောလိုက်တာဒုက္ခနဲ့သမုဒယဒီနှစ်ခုနာလိုက်ရတာနဲ့ပဲရှင်သာရိပုတ္တရာအလောင်းမှာသောတာပန်ဖြစ်သွားတာရတောဂောတလို့ခေါ်တဲ့မှန်ကန်တဲ့တရားသာပြင်ပအကြောင်းတရားမိမိကိုယ်၌ကအသိဉာဏ်ရှိတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်တယ်ဆိုရယ်ယောနိသောမနတိကာရအတွင်းအကြောင်းတရား external condition နဲ့ internal condition အချိုးညီညီပေါင်းစပ်လိုက်တဲ့အခါကျတော့သောတာပန်ဖြစ်ဆင့်ရောက်သွားတာတန်တရားတွေကင်းသွားတယ်မှန်ကန်တဲ့အမြင်တစ်ခုရသွားအဲ့ဒါဆိုလို့ရှိရင်မိကောင်းဆွေကောင်းဟာဘလောက်အရေးကြီးတယ်ဆိုတာမထင်ရှားပေဘူးလားမိကောင်းဆွေကောင်းဆိုတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတန်တရားခရီးမှာရှောက်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေမိကောင်းဆွေကောင်းဆိုတာအမတန်မှအရေးကြီးမိကောင်းဆွေကောင်းအရေးကြီးတယ်လို့မိမိကိုယ်တိုင်ကလည်းယောနိသောမနတိကာရ wise attention လို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုဆိုတဲ့
ကိုယ်ပိုင်အသိဉာဏ်ရှိဖို့လည်းလိုအပ်သေးတယ်နော်အဲ့ဒီအခြေအနေနဲ့ဟန်ချက်ညီညီမိမိတို့တဏ္ဍာမှာရှိပြီဆိုလို့ရှိရင်လောကကြီးပွားရေးပဲလှုပ်တန်တရားကြီးပွားရေးပဲလှုပ်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့တရားဓမ္မပဲကျင့်သူပုဂ္ဂိုလ်ဟာအောင်မြင်မှာပဲသိကြတယ်အဲ့တော့ဘုန်းကြီးတို့တွေကအကျိုးကိုလိုချင်လို့ရှိရင်အကြောင်းကိုစီးပူးရတယ်အကျိုးကိုမှတ်မြော်ပြီးတော့အကြောင်းတရားကိုမလုပ်ဘူးဆိုရင်ရပါမလားမရဘူးအလင်းရောင်လိုချင်လို့ရှိရင်လျှက်စမီဖြစ်စေဖျောင်းနိုင်မီဖြစ်စေတခုထွန်းရမှာမဟုတ်လားအလင်းရောင်ကြီးပဲယူလို့ရတာမဟုတ်ဘူးအလင်းရခြင်းရဲ့အကြောင်းတစ်ခုကိုရှာဖွေရတာပဲထို့တူပဲကောင်းကျိုးချမ်းသာကိုရခြင်းပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရနိုင်တဲ့အကြောင်းတရားတွေလုပ်ဖို့လိုတယ်မလုပ်ဘဲနဲ့ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးတဲ့လောကလူတွေကကြည့်လေမျက်စိကကောင်းတာလှတာလေးနှစ်သက်စရာလေးမြင်လိုက်လို့ရှိရင်မင်္ဂလာရှိလိုက်တာမပြောကြဘူးလားနားကตาရတဲ့အတန်လေးကြားလိုက်ရင်လည်းအမလေးမင်္ဂလာရှိလိုက်တာဒီနေ့ဒါလောကလူတွေမြင်နေတဲ့မင်္ဂလာနော်မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးကောင်းတာလေးမြင်တာနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးကောင်းတဲ့အတန်လေးကြားရရုံနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးမင်္ဂလာရှိတယ်ဆိုတာလူမိုက်ကိုမပေါင်းတာလဲမင်္ဂလာရှိတယ်ပညာရှိသူတော်ကောင်းကိုပေါင်းသင်းဆက်ဆံတာလဲမင်္ဂလာရှိတယ်ဆိုပြီးတော့38ဖြာမင်္ဂလာတရားတွေကိုဟောသွားတာမှန်တယ်များအကြောင်းတရားတွေကြီးပဲဒါတွေလှုပ်လို့ပြောတာနော်ဒါတွေလှုပ်လို့ပြောတာလှုပ်ရမှနဲ့မလှုပ်ရမှဒီနှစ်ခုပဲပြောသွားတယ်လေအာရတိဝိရတိပါပါမစ္ဆပါဏာစတန်မောမလှုပ်ရမယ့်ဟာတွေကိုပြောထားတာနော်အာရတိဝိရတိပါပါမကောင်းတာတွေကရှောင်းတဲ့မစ္ဆပါဏာစတန်မောတဲ့အယက်သေးစာဘီယာဒါတွေမတော့နဲ့တဲ့ဟောကိုယ်ကဒါတွေမဖြတ်နိုင်ဘူးမင်္ဂလာရှိပါမလားရှိနိုင်ဘူးမင်္ဂလာမရှိတယ်မင်္ဂလာဆိုတာဘာလဲဆိုရင်ဘဝမှာအောင်မြင်ကြီးပွားမှုနဲ့ချမ်းသာဒုက္ခရရှိမှုကမင်္ဂလာပဲအဲ့ဒီမင်္ဂလာတွေရချင်လို့ရှိရင်မင်္ဂလာရချောင်းတရားကိုစီးပူးအထောက်ပါလို့ရသဗျာဟောတယ်ခုဒီမှာလည်းပဲမိတ်ကောင်းဆွေကောင်းဆိုအကြောင်းတရားတစ်ခုပဲမိတ်ကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့တခါတော့သာဝတ္တနိကေသုတ်တံတစ်ခုမှာရှင်အာနန္ဒမထေရမြတ်ကစဉ်းစားကြည့်တာသူ့ဘာသူစဉ်းစားရှင်အာနန္ဒစဉ်းစားပုံကလောကလူတွေစဉ်းစားပုံနဲ့သွားတူတယ်လောကလူတွေစဉ်းစားတာဘယ်လိုစဉ်းစားတော့ဆိုလို့ရှိရင်ဆရာသမားကလည်းသင်တာပဲဒါပေမဲ့ငါကိုယ်တိုင်ကလည်းကြိုးစားတယ်အဲ့တော့ဆရာသမားရဲ့အထောက်ပံ့က90ရာခိုင်နှုန်းငါကိုယ်တိုင်ကြိုးစားတာက90ရာခိုင်နှုန်းငါရဲ့အောင်မြင်ကြီးပွားမှုဟာဆရာနဲ့ငါဟာ50-50ပဲလို့ဒီလိုပြောကြတယ်မပြောဘူးလားဒီလိုပြောလို့ရှိကြတယ်နော်ရှင်အနန္ဒာလည်းအဲ့လိုတွေးတယ်တခါတော့ရှင်အနန္ဒာဒီလိုတွေးတာလောကလူသားတွေတွေးပုံနဲ့သွားတူတယ်သူဘယ်လိုလျှောက်တုံဆိုမြတ်စွာဘုရားအရှင်ဘုရားတဲ့ဟောဒီဗြဟ္မစရိယမြတ်သောအကျင့်ကျင့်ဖို့သာသနာတော်ကြီးနဲ့ကြုံတွေ့ပြီးမြတ်သောအကျင့်ကျင့်နိုင်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့ကိစ္စမှာတဲ့ကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းဟာတဝက်လောက်အကျိုးပြုပါတယ်လို့ဘုရားဟောလျှောက်တယ်50ပဲသူကနော်ရာခိုင်နှုန်းအပြည့်မဟုတ်ဘူးရာခိုင်နှုန်း90သူကတွေးတယ်လေဆရာသမားတွေကသင်ပေးတာရာခိုင်နှုန်း90ငါကိုယ်တိုင်ကြိုးစားတာက90လို့ဒီလိုတွေးတာပဲဒါလောကလူသားတွေတွေးတဲ့အတွေးပဲရှင်အနန္ဒာအဲ့လိုလျှောက်တော့မြတ်စွာဘုရားကတောက်လျှောက်မိတ်နဲ့အနန္ဒာအဲ့လိုမပြောနဲ့
မင်းပြောတာမမှန်ဘူးတဲ့မဟုတ်ဘူးတဲ့မြတ်သောအကျင့်ကျင့်ပြီးတော့ထူးခြားတဲ့တရားဓမ္မကိုရတယ်ဆိုတဲ့ဟာတဲ့ရာခိုင်နှုန်းတရားအပြည့်မိကောင်းဆွေကောင်းရဲ့အကျိုးပြုမှုပဲမြတ်စွာဘုရားကမိကောင်းဆွေကောင်းဘလောက်အရေးကြီးတယ်ဆိုတာအဲ့ဒီသုတ်တံမှာရာခိုင်နှုန်းအပြည့် 100% ဒီလိုပြောတာနော် 100% အကျိုးပြုတယ်မြတ်စွာဘုရားကဘာထောက်ထားပြတော့ဆိုလို့ရှိရင်ကဲမင်းတို့စဉ်းစားကြည့်တဲ့အာနန္ဒငါဖယားမပွင့်ဘူးဆိုလို့ရှိရင်ခုလိုတရားတွေသိခွင့်ရပါမလားတဲ့ဟောဖယားပွင့်ပြီးတော့တရားဟောလို့ဒါတွေသိရတာဆိုတော့အားလုံးဟာဒီသိရတဲ့အသည့်တွေဟာအကုန်လုံးဖယားပေါ်မှာ 100% ဒီလိုဆိုလိုတာနော်ရှင်သာရိပုတ္တရာမထေရမြတ်ကလည်းကြည့်သူကိုယ်တိုင်လိုက်ရှာနာပဲမတရားတရားကိုလောကမှာတော်တော်ချမ်းသာတဲ့လူတစ်ယောက်ပဲတထေသားတစ်ယောက်ပဲသို့တော့မိကောင်းဆွေကောင်းကိုရှာမတွေ့နိုင်တဲ့အတွက်ကြောင့်အမတဆိုတဲ့တရားကိုရှာလို့မတွေ့ဘူးရှင်အတ္တဇိနဲ့တွေ့တဲ့အခါကျတော့မှသူအမတတရားကိုတွေ့တယ်ဆို 100% ရှင်အတ္တဇိရဲ့အကျိုးပြည့်မှုပဲပေါ့အကယ်၍ရှင်အတ္တဇိမပါဘူးဆိုလို့ရှိရင်လုံးဝမသိနိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားကရာခိုင်နှုန်းအပြည့်အကျိုးပြုတယ်လို့ရှင်အာနန္ဒာကိုဒီလိုပဲဟောတယ်ငါဘုရားမပွင့်ဘူးဆိုလို့ရှိရင်တဲ့တတ္တဝါတွေဟာငါဘုရားတရားမနာရလို့ရှိရင်သံဃာဝဆင်းရဲတဲ့မှာဝိဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဇာတိတရားကလည်းမလွတ်နိုင်ဘူးစရာတရားကလည်းမလွတ်နိုင်ဘူးဗျာတိတရားကလည်းမလွတ်နိုင်ဘူးမရဏတရားကလည်းမလွတ်နိုင်ဘူးငါဘုရားဟောကြားတဲ့တရားကိုနာရလို့ဒါတွေလွတ်သည့်အတွက်ကြောင့်ရာခိုင်နှုန်းအပြည့်အကျိုးပြုပါလေလို့ဟောရှင်သာရိပုတ္တရာကြတော့သုတ်တံတစ်ခုမှာရှင်သာရိပုတ္တရာဒီစကားမျိုးကိုမြတ်စွာဘုရားကိုလျှောက်တယ်ရှင်သာရိပုတ္တရာဆိုတာတော့ဖျားပြီးဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်သူမြင်တာကမြတ်စွာဘုရားမြင်တယ်လို့ပဲမြင်တယ်လောကလူသားတွေလို့မမြင်ဘူးမြတ်သောအကျင့်ကိုကျင့်ဖို့တရားဓုတရားမြတ်ရဖို့ဆိုတဲ့နေရာမှာတဲ့ကလျာဏမိတ်တဟာလုံးဝရာခိုင်နှုန်းအပြည့်အကျိုးပြုပါတယ်ဘုရားလို့မြတ်စွာဘုရားလျှောက်တော့ဘုရားကမှန်တယ်တဲ့ပြောတာဟောသုတ်တံနှစ်ခုရှိအဲ့ဒါကိုထောက်လိုက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အရေးဟာကလျာဏမိတ်တလို့ဆိုတဲ့မိတ်ကောင်းဆွေကောင်းရှိဖို့ဘလောက်အရေးကြီးတယ်အမတန်မှအရေးကြီးတယ်လို့ပြောရမယ်နော်အဲ့တော့နိဗ္ဗာန်ချမ်းသာလို့အလွန်လက်လန်းမမီတဲ့သံဃာဝကလွတ်မြောက်တဲ့ချမ်းသာဒုက္ခမျိုးတောင်ကလျာဏမိတ်တဟာအရေးကြီးသေးတယ်ဒါလောက်အရေးပါတဲ့ကိစ္စတောင်ကလျာဏမိတ်တပါရသေးတယ်သမ္မာလောကီရေးကိစ္စတွေမှာလည်းပဲကလျာဏမိတ်တအကျိုးပြုမယ်ဆိုတာအမတန်မှထင်ရှားတယ်ပေါ့ဒါကြောင့်မလို့မိတ်ကောင်းဆွေကောင်းသိဖို့လိုတယ်မိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်အလုံးကလက်ခံတယ်မိတ်ကောင်းဆွေကောင်းပေါင်းသိရမယ်ဆိုတာအသိဉာဏ်ရှိတဲ့လူတိုင်းကလက်ခံတယ်သို့တော့ကိုပေါင်းနေတဲ့မိတ်ဆွေဒီတကယ်မိတ်ကောင်းလားဆွေကောင်းလားဆိုတာကြတော့လူတိုင်းမသိပြန်ဘူးအဲ့ဒါကြောင့်မိတ်ကောင်းထင်ပြီးတော့ပေါင်းသင်းဆက်ဆံနေကြတာတွေအများကြီးရှိတယ်နော်မိတ်ကောင်းဆွေကောင်းမဟုတ်ဘူးသို့တော့ကိုကမိတ်ကောင်းဆွေကောင်းထင်တယ်မိတ်ဆွေဆိုတာအာကြီးတဲ့မိရအကြောင်းတစ်ခုလို့ဥပနိဒေယပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်အာကြီးတဲ့မိရတစ်ခုပဲမိတ်ကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားထိုသုတ်တံတွေမှာဟောထားတာရှိတယ်အဲ့ဒီထိုသုတ်တံတွေမှာကြည်လိုက်မယ်ဆိုလို့ရှိရင်မိမိတို့ဘဝအနေနဲ့မိတ်ကောင်းဆွေကောင်းကိုရွေးတတ်လာပါလိမ့်မယ်အဲ့ဒီသုတ်တံတွေကိုဖတ်ရှုလေ့လာခြင်းနာယူမှတ်သားခြင်းဖြင့်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေဟာတို့အတွက်မိတ်ကောင်းဆွေကောင်းလားလူတွေက
ကိုကသာမိတ်ကောင်းဆွေကောင်းရှာတယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်ကရောတစ်ဖက်သားရဲ့မိတ်ကောင်းဆွေကောင်းဖြစ်အောင်မလုပ်သင့်ဘူးလားအဲ့ဒီဘိုင်းကိုမေ့မနေကိုကတော့မိတ်ကောင်းဆွေကောင်းနဲ့ပေါင်းကျင်တယ်ကိုကိုယ်တိုင်ကရောတစ်ဖက်သားရဲ့မိတ်ကောင်းဆွေကောင်းဟုတ်ကလားကိုကိုယ်တိုင်ကလည်းမိတ်ကောင်းဆွေကောင်းဖြစ်ရမယ်